ဒီနေ့မှာဆိုတော့ကျွန်တော်ကဒီမှာကျွန်တော် fan ပေါ့နော်ကျွန်တော် fan တယောက်နဲ့မှာပေါ့နော်သူကကျွန်တော်ကိုစားတွေ့ရတယ်ဒီမှာရှိတယ်စားတယ်come here ပြီးကျွန်တော်ဆို oh my god အဲ့ဒါကျွန်တော်စစနေအေးစိနေနေရ oh my god are you real ကျွန်တော်စာရိုက်လို့မရလိုင်းရတည့်ရမြန်မာနိုင်ငံဆိုတော့လိုင်းရဆုတ်ပြတ်တယ်နော်မြန်မာ oh my god ကျွန်တော်ပြီးတော့တိတ်ထားပါလေပေးထားလိုက်ပါတယ်ဘာလဲဆိုတော့မိုးမလုံးအကြီးရယ်မိုးမလုံးကြီးရယ်ပြီးရင်အောင်တစ်ခုရယ်ပေးလိုက်ပါတယ်ဟုတ်ကဲ့ဒီနေ့မှာဆိုတော့ကျွန်တော်က thank you so much for the out okay ရပါတယ်ဘာဖြစ်ပါ okay စားရိုက်မပေါ်ဘူးလား okay nope 喵ဟာမင်းနဲ့喵哎oh my gosh okay သူတို့ပြောနေကြုံ hi friend still သူနာမည်လားသူက friend ပါနော်ကျွန်တော် friend ဖြစ်သွားတယ်သူကကျွန်တော် friend လားအဲ့ဒါသူမှကျွန်တော်အဲ့လောက်ကောင်းတာမရှိဘူးပေါ့နော်ကျွန်တော်နည်းနည်းတနာဖို့တော့ခေါင်းနေပေါ့နည်းတနာဖို့ကောင်းပါတယ်ဝိုင်းကျွန်တော်ပေးထားတဲ့အစီကိုဒီပါအဲ့တော့ကျွန်တော်အဲ့လောက်ကြီးနဲ့တထင်းမပေါ့တင်းလို့ရပါတယ်ကျွန်တော် rubber မရှိဘူးငါဘာလို့ steal မှာလဲဘာမဟုတ်တယ် steal မှာ I have for friend now what သူ့မှာ 4 friend မရှိရလားဟဲ့တနာပါတယ် what သူ့မှာ 4 friend မရှိတယ်ဟဲ့တနာပါတယ် shit okay သူ့မှာ 4 friend မရှိရပေါ့လေတနာပါတယ်ကွာကျွန်တော်မေးတယ်ရှိဟုတ်လားအောင်ကျွန်တော်မေးမယ်နော်ကျွန်တော်ဘာဖြစ်လို့အားလုံးမဲ့ဟိုကကျွန်တော်ရကျွန်တော်ဘာလို့ကျွန်တော်မှပြောကျွန်တော်ကန်ကောင်းဘယ်လောက်ထိကန်ကောင်းလဲသိလားကျွန်တော်ဒီတော့ဘယ်လောက်ထိကန်ကောင်းလဲဆိုတော့လေmaster sprangler ပေါ့နော်ရစောနေရသွားတာဒါပေမဲ့ reset 10 minute ပဲကြာတော့တဲ့အတွက်ကြောင့်ကျွန်တော်မြန်ဝယ်ပြီးပြလိုက်တာဒီမှာတစ်ခုနှစ်ခုရှိရဆိုတော့အကြောင်းရှိတယ်တစ်ခုကကြတော့ကျွန်တော်ဟိုဘာလို့ခေါ်ရလဲဘာလို့ခေါ်ရလဲကျွန်တော်မေ့သွားလို့ပါမိုးလေဆိုတဲ့ကောင်လေးစီကနေတော့မြေတူးပြီးတော့ကျွန်တော်ဟိုmaster sprangler ကျွန်တော်ရတဲ့အချိုးမြတ်တွေပြောပြပါမယ်ဒါကျွန်တော် master sprangler lightning rod အများဆုံးရတယ်ကျွန်တော် lightning rod အများဆုံးရတာပြီးရင် gold sprangler ပြီးရင်ဘယ်အောင်ODI ပြီးရင် record ရပြီး event ဒါတို့အဲ့ဒါအများဆုံးရပါဘောနော်ဒီဟာတွေကတော့အများဆုံးရတယ်ကျွန်တော်ဒီဟာတွေပေါ့နော်အဲ့ဒါကြီးအများဆုံးရတာပါပြီးတော့ကျွန်တော် giveaway ပေးဖို့ရှိပါတယ်အဲ့တော့ကြောင့် subscribe လုပ်ပါသူက subscribe လုပ်မလို့ဘာလို့လဲဆိုတော့ကျွန်တော်အားပေးရသူမှမရှိရဒါပေမဲ့အားပေးရသူကလည်းရှိပါတယ်အဲ့တော့ကြောင့်အားပေးတော့ကြပါโอเคတွေ့မလားโอเคနော်ကျွန်တော်အခုမနော်ကျွန်တော်ရတဲ့ဟာတွေပေါ့နော်မဒီရကောဒီရတာအများဆုံးကကြတော့မို့ error တက်သွားလားမသိပြောပြအောင်အားလုံးမဒီကျွန်တော်က AC ဥပမာ AFK ညာပေါ့update လာတော့လေ update လာတော့ AFK နဲ့ cut အောင်ရတယ်အဲ့ချိန်မှာဖြစ်တာ cut အောင်ရသွားတဲ့အချိန်မှာကျွန်တော်တခုရကျွန်တော်ရဲ့ fan တယောက်ကိုပေးလိုက်ပါပြီပြောင်းသွားကျွန်တော်ရဲ့ fan တယောက်ကိုပေးလိုက်မှန်တော့နှစ်ခုပေးရသူကကျွန်တော်ဒါပေမဲ့ကျွန်တော်တစ်ခုပေးလိုက်ပါတယ်ဒါပေမဲ့ဈေးကြီးကိုပေးလိုက်ပါတယ်โอเคအဲ့လိုက်ပိုရင်ပြောတော့အဲ့ချိန်မှာကျွန်တော်ကဘာရလဲပြီလားတကောင်မဲ့ထားတာပြတကောင်မဲ့ထားတာ glitch ပြီးတော့ဗာလဲ sunflower စီကောက်တွေ့
ကောက်ပေါက်ပတ်ဟာဆက်ရကြောင်အပူတွေပါဆိုပြည့်စတင်ရကြည့်ဟာရဟာရဟာရဟာဘလို့ရလဲဟာရကြောင်သွားတာပြီးမှမန်ကြီးတော့အိမ်မဖြစ်စားရမန်ကြီးတော့ဘာရသွားလဲဆိုတော့တကယ်တော့ glitch သွားတယ် glitch ပြီးတော့ mango seed တစ်ခုရောက်ပါမစားပါဘုံ mango seed အဘကော high fruit seed ရပါတယ် high fruit seed ရပါပါတယ် glitch ပြီးတော့ okay အဲ့ဒါလေးပဲပြောနေတာဘာ glitch လဲမသိဘူးTikTok မှာလည်းဘာရောမတွေ့ဘူးခုမှကျွန်တော်တယောက်တည်းပဲဖြစ်တာပဲကျွန်တော်လေးပေါ်တော့ခုမှသိကျွန်တော်ဆိုင်ရင်ကျွန်တော်ဆိုင်ရင်အရင်လေးကြီးနေလုံးလိုက်အောင်လား1 billion တော့များလုံးတာပေါ့ဒီမှာကျုံချိုကိုကြောင်အားလုံးပဲဒီမှာကျုံအားလုံးပဲ okay ကျွန်တော်ပြီးရင်นี่ဟာယူကျွန်တော်ဘာကျန်သေးလဲမသိရှော့ကဖြစ်သွားရင်ကိုဖြစ်သွား what choco ဒါဆို poilan yeah oh wait a minute ကျွန်တော်မအားရရှိရမလား wait what no wait what မရှိတော့လား呀 oh shit honey super ကလား honey super no bro ငါဘာလို့မယူမိလိုက်တာလဲငါဆိုင်နေအားလုံးပဲကြည့်စုရတော့အားလုံးဒီမှာစကားမစကျွန်တော်ဒီမှာဟာလေးဖြစ်ပါတယ်